ကဲဒီနေ့ကျွန်တော်စီဂရုတောက်ကြနေတဲ့တင်တန်းလေးမှာလာတဲ့တင်တန်းသား9ယောက်ကိုညီလေးဖော်ဝေးရဲ့အညာပုံမင်းဆိုတဲ့ချင်းလေးကိုပြောပြတင်ဆက်ဖို့အတွက်ကိုကဲတားလေးမိတ်ဆက်ပေးပါဦးတားလေးတက်မြတ်မောင်မင်္ဂလာပါအေးဒါဘာချင်းတင်တာလဲအညာပုံဟုတ်ပြီကဲသမီးလေးအချောလေးပါသမီးလေးနာမည်လေးမိတ်ဆက်ပေးပါဦးတထားစင်ကဲမင်္ဂလာပါအေးဟုတ်ပြီကဲတားလေးတွန်းနေလာကြောအစိမ့်မြင့်တက်နေတဲ့တားလေးပါဟုတ်ပြီကဲဒီဘက်ကအစိမ့်မြင့်တားလေးဖြိုးမင်းစောဟုတ်လားမင်းအလောက်လေးချိပေးပါဟုတ်ပြီကဲနောက်ကအခုမှစတက်တယ်တားလေးဝေးနိုင်တားလေးမင်္ဂလာပါနှိပ်ဆက်ပေးပါကဲနော်အချောတွေပါယူနော်ကဲဟုတ်ပြီကဲ ready ဖြစ်လို့ရှိရင်ဆရာကိုရှေ့ကနေထက်မြက်မောင်လေးကဥဆောင်ပြီးဒီနေ့စပြီးတော့တီးမယ်ပြီးတော့မှနောက်ကသမီးတို့တားတို့ကနေပြီးတော့ပညာလိုက်ပံ့ပိုးမယ်နော်အဲ့ဒီချင်းလေးကိုတော့တွန်းနေလာကြော်လေးရဲ့အတန်လေးနဲ့ပဲနော်ကျွန်တော်မိတ်ဆက်ပေးရမယ်ကဲ ready ဖြစ်ရင်ဆရာတို့ time ခေါ်မယ်1 2 1 2 3စလာညီလေးဖော်ဝေးရဲ့အညာပုံမြင်ပါဗျာဟုတ်ပြီကဲကျွန်တော်ရဲ့စီဂရုပြောပြတင်ဆက်မှုလေးပါဟုတ်ပြီစီဂရုရဲ့ဟုတ်ပြီရိုးဆွဲပေးပါလာလေအညာမူလာလေမြောင်လေးကလူလေကျွန်တော်လုံးသားလေးပြူတယ်လူမေကလေးရောက်လူချေချောင်းလေးပါမနာတကားနဲ့ကျူသာချာလူလေးဆုံးချစ်မိကများရဲ့ရုံမိရဲ့တမလေးတော့ချတဲ့ရွာလာမို့ပါဘုံပါရဲ့ပြောတဲ့စကားအစိုဟုတ်ပြီတိုးနေလာကြော်ဝေးနိုင်ဒိုးမင်းစော်တို့ရဲ့နောက်တစ်ခေါက်ပြန်ဆိုမယ်လာလေညာကိုလာလေခမလေးကလူလေကျုံလုံးလားလေးပြူတယ်လူမဲကလေးတယောက်လူဖြစ်ကြောင်းလေးပါလာကဲစနေနေ့နေ့ရက်တင်ပါလေဗျာနော်ဒီမျိုးလေးတင်တဲ့ဟိုဒီခါလောက်လဲရောက်ပြီးတော့ပျော်ရွှင်စွာလေ့လာကြပါအောင်လို့မိမနာကပြပါလေအဲဒီမျိုးလေးဒီနေ့တော့ကီးပုတ်တွေအားလုံးအိမ်ပြန်ပြင်မဲ့အတွက်ကြောင့်မို့ဖြိုပြဲလေးပြတာတွေကိုနားလည်ပေးပါ1 2 do re mi so la အညာမြေကသူပါရဲဗျာမိမိဝဲချင်ကသူလိုလိုက်တာပါကြောင့်ပါလေသူတေမြောက်ခွေးရလူချမ်းတော်သေးကသူသာလို့သူတေကဒီလေမရှိပြရှာပြီးသာသူချပါလေရှာမီနဲ့ချုပ်တဲ့ဦးနာခွေခဲ့တဲ့ညာသာကြီးကိုပါညာဘုံဒီပြောနေသည်ဆိုလိုတီးပြပေးပါလာဟောမီဆိုလိုလေးပါကဲမြစ်သားလေးထက်မြက်မောင်ကနေပြီးဆိုလိုလေးကိုပြောပြတင်ဆက်ပေးနေပါတယ်ပြီးရင်သမီးလေးတရားစင်ဇက်တိုက်ပြောပြတင်ဆက်ပေးပါဖြစ်ပါတယ်ဟုတ်ပြီဒိုတီဆိုမီပါဆိုတီโอเคပါဗျာကဲလာလည်းခဏရပ်ပြပါအောင်ကဲအားလုံးပဲလက်လေးချီပြီးမိတ်ဆက်ပြပါအောင်ကဲဟုတ်ပြီဆက်လက်ပြီးဇက်တိုက်ပြောပြတင်ဆက်ဖို့အတွက်နောက်တစ်ယောက်ပြောပြတင်ဆက်မှုအတွက်ကိုအစဉ်သင့်ပြင်ဆင်မှုလေးစောင့်မျှော်ပြီးအားပေးပါလို့ဒီမျိုးလေးနဲ့နှုတ်ဆက်ပါတယ်